အားလုံးပဲမင်္ဂလာပါဇန်ဂိမ်းမြင့်နေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တို့ကတော့ဇန်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ Roblox ထဲမှာ Scope ဆိုတဲ့ game ကိုဆော်ရမှာဖြစ်ပါတယ်အဲ့တော့ video လေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ပြီးတော့လက်မလေးနှိပ်သွားပေးပါလို့ပြီးတော့ comment လေးတယောက်တစ်ချောင်းတော့ရေးပါပြီပါ oh so let's go guys ရန်ကောင်းနေတာအောက်ကငါလမ်းပြစ်သွားပါလေငါဟိုတက်နေငါဒီပွဲလက်စာတွေကိုရောက်သွားတာဒါကြီးအေးခေါင်းလေးထွက်လာပြီးပြစ်ပါကိုကြီးထွက်လာပြီးပြစ်ပါဟောဟောရင်ပြစ်ခံလိုက်သူကအရင်ပြစ်ခံလိုက်ရပါလေဒီဟောငါပွဲလက်စာတွေရောက်သွားဆိုအဲ့တော့အဆင်ပြေမနေဘူး No, God! No, God, please, no! No! 12 seconds later. ချိန်နာဖောက်လာအော်ဆောင်းကြတယ်ခဏအော်ဟောလူဖီဘိုးထုတ်လို့ပါလို့နဲ့အာ Oh my God! အော်ဖလာပိုင်းလန်နေပါအော်ဖလာပိုင်းခရောဟဲ့ဖလာပိုင်းရိုက်ချိုးလိုက်မယ်ချိုးလေးဖလာပိုင်းအောင်ပြီးနော်ဆောင်းကြတယ်ငါဘယ်ပြေလို့ပြစ်ခံမှာမသိတော့ဘူးကွာ Emotional damage! အော်တဲ့ယူလာတို့လားယူကွာရှင်လာတော့ငါတဲ့ယူလာတို့အဲ့ချူအောင်နဲ့လူအောင်မင်းတို့ရန်ကောင်းနေငါနဲ့တွေ့မယ်မင်းစောက်ကတော့ကနေကွာအဲ့ကတော့တော့ဒီတော့အားလာဒီကတော့အောင်တော့အလားလေးတွေပြက်အလားလေးတွေ Pow! နောက်ကနေပြန်ပေါ်လာမှကြောက်တယ်ဒီမှာရှင်းလိုက်ခံခဏမသိနိုင်ဘူးရဆောအကျော်တင်းတယ်အကျော်တင်းတယ်သိဘူးလားအော်ကတော့ပြတာနောက်ကောင်အာဒီကတော့ဂျုံမွေးတဲ့ကတော့ဟောင်းမှာရှက်တူးတယ်ကွာအော်စိမ့်ကောင်ပါရင်းရစိမ့်အောင်ရှော့ဟာကြီးဘယ်အောင်ပြလိုက်တာအော်ဒီလာအဲ့ကတော့ခဏလေးကြောက်မှာတည်တယ်ကတော့မင်းနဲ့ဟာနဲ့ပြေတော့မယ်အာရမယ်ကေကွာဒီချိုးအေရီယန်နားတယ်နောက်ဒီရရှိရောအေးနောက်ဒီရရှိတယ်ရောကတော့ဘုန်းကြီးထွက်လာပါလားတော့မသိခဏဟောတော့ဒီစိတ်ရန်ကောင်းနေတာဒီလိုကိုရတဲ့ကမစော်သေးတော့အာရငါကီးလို့ဒီနောက်ကောင်ပြစ်သွားတယ်ဒီဖလာမိုင်းနဲ့ကောင်လက်စားချန်ချီရမှာနောက်ကနေပြစ်ပါနဲ့ကွာပြီးတော့ပြစ်ချင်ပြစ်ပါကွာပြစ်ပါကွာနောက်ကနေတော့မပြစ်ပါနဲ့ဒါပဲပြစ်ပါပြောင်းပဲပြောသွားတယ်ဟာတော့ချီတာက
ကရုံအာရှိတယ်ကွာဖောက်ကင်တော့ကွာရောက်ကားကရုံနိုင်ကြီးလို့ရတာအဲ့ကရုံပဲရှိတယ် Emotional damage. ဘယ်ဘာလို့မှဒီတိုင်းကြီးอ่ะငါမကောင်းတာမဟုတ်လိုင်းမကောင်းတာပါဆိုမင်းတို့ငါပြောမယုံ Nice. ကရုံဝင်ငါနိုင်ကျင်နေတာလို့အဲ့ကရုံကငဲနိုင်ကွာအဲ့ကရုံကငဲနိုင်ပြောတယ်တော့ငဲနိုင်ပါဆိုကြောက်ကြီးကြောက်အားတန်အားပြဝိုင်းကွာโอเคအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်းသဘောကျမယ်လို့မျှော်လင့်ပါတယ် so နောက်တစ်ဗီဒီယိုတွေမှာထပ်ပြီးတွေ့လာမယ်ပြီးတော့ကျွန်တော် Roblox ထဲမှာစောစီခြင်းနဲ့ဂိမ်းရရှိ comment တွေပါမှန်သွားလို့ရပါတယ် okay so bye bye see you next video guys